ရွက်စိတ်နဲ့ဘယင်မကြီးဟာတကြားခဲလေးတစ်ခဲကိုတက်ကိုက်ဖဲကိုက်စားလိုက်ရပါတယ်ဒါပေမဲ့အဲ့ဒီတက်ကိုက်ထဲနဲ့တင်တလောကလုံးကိုတုံလှုပ်သွားစေမဲ့စစ်ပွဲကြီးတစ်ခုစတင်လာလိမ့်မယ်လို့ဘသူကမှမထင်ထားခဲ့ကြပါဘူးတကြားစားပြီးနောက်မှာတော့ဘယင်မကြီးရဲ့ဥဥနိုင်စွမ်းဟာမယုံနိုင်လောက်အောင်တိုးတက်လာပြီးပရွက်စိတ်နဲ့တွေတောင်အံ့ဩမှင်သက်သွားခဲ့ရပါတယ်မကြခင်မိနစ်ပိုင်းအတွင်းမှာတင်ပရွက်စိတ်အစ်စ်လေးတွေထောင်နဲ့ချီပြီးမွေးဖွားလာခဲ့ကပရွက်စိတ်နဲ့နိုင်ငံတော်ကြီးဟာအရင်ကထက်ပိုမိုအင်အားတောင့်တင်းလာပါတော့တယ်ဒီမြင်ကွင်းကိုချောင်းမြောင်းကြည့်နေတဲ့ပရွက်စိတ်ကြီးတယိုတကောင်ဟာချက်ချင်းပဲသူ့ရဲ့ဘယင်မကြီးစီပြန်ပြီးသတင်းပို့လိုက်ပါတယ်ပရွက်စိတ်နဲ့တွေအင်အားကြီးမားလာတဲ့သတင်းကိုကြားလိုက်ရတဲ့ခဏမှာပဲပရွက်စိတ်ကြီးဘယင်မကြီးဟာစစ်တပ်ကိုအရေးပေါ်ပြင်ဆင်ပါတော့တယ်တစ်ဖက်မှာတော့ပရွက်စိတ်နဲ့တွေကများသူတို့စီကိုဘလောက်အထိကြောက်စရာကောင်းတဲ့အန်ဒီယေကြီးလာနေပြီလဲဆိုတာဘာမှမသိချသေးပါဘူးနောက်တနေ့မနက်ခင်းမှာတော့တုံလှုပ်ချုပ်ချားစရာကောင်းလာတဲ့မြည်ဟိမ့်တန်ကြီးကြောင့်ပရွက်စိတ်နဲ့တွေလက်နိုးလာကြပါတယ်အပြင်ကိုထွက်ကြည့်လိုက်တဲ့အခါမှာတော့ပရွက်စိတ်ကြီးရဲ့စစ်တပ်ကြီးဟာအလုံးအရင်နဲ့ချီတက်လာနေတာကိုမြင်လိုက်ရပါတော့တယ်မကြခင်မှာပဲလက်နဲ့အပြည့်စုံနဲ့ပရွက်စိတ်ကြီးစစ်တပ်ကြီးဟာပရွက်စိတ်နဲ့နန်းတော်တစ်ခုလုံးကိုဝိုင်းရံပိတ်ဆို့လိုက်ပါတယ်သူတို့ရဲ့ရည်ရွယ်ချက်ကတော့ရှင်းပါတယ်ပရွက်စိတ်နဲ့မျိုးနွယ်စုတစ်ခုလုံးကိုမြေလှန်ပစ်ဖို့ပါပဲပရွက်စိတ်ကြီးစစ်တေနာပတိကအမိန့်ပေးလိုက်တာနဲ့တိုက်ပွဲကြီးကပြင်းပြင်းထန်ထန်စတင်ပါတော့တယ်ကြီးမားတဲ့ကြောက်ခဲကြီးတွေနန်းတော်စီကိုလွင့်စင်လာပြီးကောင်းကင်ရံကနေခြုံထက်တဲ့တွားကြားထိုးတာမြားမိုးတွေရွာချလိုက်တယ်လို့ကြားလာပါတယ်ဒီခါမှာတော့ပရွက်စိတ်နဲ့စစ်ဗိုလ်ချုပ်ကလည်းချက်ချင်းပဲခုခံစစ်ဆင်ဖို့အမိန့်ပေးလိုက်ပါတယ်ပရွက်စိတ်နဲ့ဒီဟာဂွင်းလုံးတွေကိုတုံးပြီးရန်သူတွေတတိုင်းပေါ်တက်မလောင်တားဆီးကြသလိုအပေါ်ကနေလေးလံတဲ့အပြားကြီးတွေနဲ့ပစ်ချပြီးရန်သူတွေကိုဖိချေဖြစ်ကြပါတယ်ဒါပေမဲ့ပရွက်စိတ်နဲ့ဒီကတော့လုံးဝစုတ်ခွာမဲ့ပုံမရှိပါဘူးအတန်ကြာမှာတော့အီယာမတန်လုံးကြီးတစ်လုံးဟာနန်းတော်တတိုင်းကိုဖြိုးဖြတ်ပြီးအထဲကိုလိမ့်ဝင်လာပါတယ်ဒီမြင်ကွင်းကြောင့်ပရွက်စိတ်နဲ့ဒီကြားထဲမှာကြောက်လန့်တုန်လှုပ်မှုတွေပြန့်နှံ့သွားပါတော့တယ်အခြေအနေမဟန်တော့တာကြောင့်စစ်ဗိုလ်ချုပ်ဟာဘယင်မကြီးစီကနေနောက်ဆုံးလက်နဲ့သုံးခွင်ကိုအသေးအတန်တောင်းခံလိုက်ပါတယ်ဘယင်မကြီးကခွင့်ပြုလိုက်တာနဲ့ပရွက်စိတ်နဲ့တွေဟာသူတို့ရဲ့လျှို့ဝှက်လက်နဲ့ဖြစ်တဲ့ဖြောက်အိုးတစ်တာကြီးကိုထုတ်လာကြပါတယ်သူတို့ဟာမိချစ်ဆန်ကိုချက်ချင်းချစ်ဖြောက်အိုးတွေကိုမီးရှို့ပြီးရန်သူတွေစီကိုပစ်လွတ်လိုက်ပါတော့တယ်ဖြောက်အိုးတွေဟာပရွက်စိတ်ကြီးတက်စုရဲ့အလေတဲ့တဲ့ကိုကြားရောက်ပောက်ကွဲပြီးပရွက်စိတ်ကြီးအများပြားတိတ်ဆုံးသွားခဲ့ပါတယ်ဒါပေမဲ့ရဲဘော်ရဲဘက်တွေတိတ်ဆုံးသွားတာကိုမြင်လိုက်ရတဲ့ပရွက်စိတ်ကြီးတွေဟာစိတ်တက်ကြမသွားပဲဒေါသတွေပုံမပောက်ကွဲပြီးနန်းတော်တိုင်းကိုအစွမ်းကုန်အတင်းဝင်တိုက်ပါတော့တယ်ရန်သူတွေရဲ့ကြောက်မဲ့ဖို့အင်အားကြောင့်ပရွက်စိတ်နဲ့တွေဟာတတိတွေရော့ပါလာပြီးအများပြားဟာကြောက်လန့်တကြားထွက်ပြေးကုန်ကြပါပြီအဲ့ဒီအချိန်မှာပဲပရွက်စိတ်နဲ့တွေနဲ့အတူရှိနေတဲ့ချစ်စရာပိုးကောင်လေးဟာတောနဲ့ထဲမှာဖွက်ထားတဲ့အထူးလက်နက်တစ်ခုကိုတတိယသွားပြီးစစ်ဗိုလ်ချုပ်ကိုအပြေးလွှားသတင်းလမ်းပေးပါတယ်သူတို့ဟာစက်ကူလေးရင်ပြန်တစင်းကိုအမြန်ဆုံးပြုတ်လုပ်ပြီးပိုးကောင်လေးကိုစီလွတ်လိုက်ပါတယ်ပရွက်စိတ်ကြီးတွေဟာပိုးကောင်လေးကိုနှုံသိမ်းဖို့အတွက်ပိုးသက်စီးဖို့ကိုအသုံးပြုခဲ့ပေမဲ့ကံကောင်းထောက်မှစွာနဲ့လွတ်မြောက်သွားခဲ့ပါတယ်စက်ကူလေးရင်ပြန်ကြီးမြေပြင်ပေါ်ကိုပြတ်ကျသွားတဲ့အချိန်မှာတော့ပိုးကောင်လေးကပြန်တန်းပြီးထွက်သွားခဲ့ပါပြီအခုအချိန်မှာတော့ကံကြမ္မာရဲ့အလှည့်အပြောင်းနေချာမှာပရွက်စိတ်နဲ့တွေအတွက်ဆူတောင်းဖို့ကလွဲလို့တခြားရွေးချယ်စရာလမ်းမရှိတော့ပါဘူး